안녕하세요 여러분, 진 선생님이에요. 다시 만나서 반가워요. 자, 우리 오늘은 우리 2과 챕터 2의 문법과 표현, 디 그라마리네 expression이고 릴라자마베ဖြစ်တယ်. 자, 우리 지난번 레슨, 비게의 레슨မှာ 우리 2과의 바리고 띵케레 소로 어휘 vocabulary တွေသင်ခဲ့တယ်ဟုတ်တယ်နော်အဲ့ဒီမှာဦးဒီဒူးကကြီးနှစ်မျိုးသင်ခဲ့တယ်ပထမတစ်ခုကဦးဒီဟက်ကျုံဖုံကျောင်းသုံးပစ္စည်းတွေဟက်ကျုံဖုံလို့ခေါ်တဲ့ကျောင်းသုံးပစ္စည်းတွေရဲ့ဒုတိယတစ်ခုကကြတော့ 일상생활 용품လို့ခေါ်တဲ့ဦးဒီ daily life မှာသုံးတဲ့ပစ္စည်းတွေကိုသင်ခဲ့တယ်နော်အဲ့တော့ဦးဒီမကြည့်ရသေးတဲ့ကျောင်းသားတွေကကြတော့ပြီးခဲ့တဲ့ lesson video မှာတော့ပြန်ပြီးတော့ကြည့်လို့ရတယ်자 그래서 우리 오늘은 문법 grammar 릴라마베ဖြစ်တယ်자 그럼 우리 오늘 배울 문법 지니 띵야메 grammar가 자로 명사 이가 있어요 없어요 그럼 우리 nဆိုတာ우리အရှိမတင်ထားပူပြီးွားပြီဘာကိုဖော်ပြတာလဲဆိုရင်သူဒီ 명사 noun ကိုဖော်ပြတာဖြစ်တယ်ဒီမှာ 이 가디 အရှိမလည်းပြောထားဖို့တာရှိတယ်가디သူဒီ subject ကိုဖော်ပြတဲ့စလုံးဖြစ်တယ် 있어요 ဘာအဓိပ္ပာယ်လဲဆိုရင်ရှိပါတယ်မြန်မာလိုဆိုရင် 없어요 မရှိပါဘူးပေါ့အဲ့တော့ဒီမှာပြောမယ်ဆိုလို့ရှိဥမာငါစီမှာငါမှာတော့ခဲတန်ရှိတယ်ငါမှာနိုင်ရှိတယ် dictionary စာအုပ်ရှိတယ်ခဲပြတ်တော့မရှိဘူးငါမှာတော့ဒါမရှိဘူးပြောချင်တဲ့အခါကျရင်ဒီ grammar pattern လေးကိုသုံးပြီးတော့ပြောလို့ရတယ်အဲ့တော့သူဒီမှာထုံးစံတိုင်းပဲ 이ကပေးထားတာရှိတဲ့အတွက်우리အရှိက 명사ဒီ 명사မှာ우리 받침ရှိတယ်ဆိုလို့ရှိရင်받침ရှိရင်우리 이ကိုသုံးပြီးတော့ 받침ရှိဘူးဆိုလို့ရှိရင်တော့ခါကိုသုံးမယ်자 우리အရှိမသင်ခဲ့တဲ့ဌာနစလုံးလေးတွေမှာ여러분စာအုပ်ဆိုတာကိုမှတ်မိလားစာအုပ်네စာအုပ်ဒီ checkအဲ့တော့စာအုပ်ရှိပါတယ်ပြောချင်တယ် checkစာအုပ်ဒီ명사သူဒီ명사ဖြစ်တယ် 받침ရှိတယ် 받침ရှိတဲ့အတွက်우리ဘာကိုသုံးမလဲဆိုတော့이 책이ရှိပါတယ် 있어요 책이 있어요 사오 시바데 자 우리နောက်တစ်ခု캐비앗ဆိုရင်မှတ်ပြီလား네 지우개 명사 သူ့မှာ받침မရှိဘူးအဲ့ဒါဖြစ်တဲ့အတွက်지우개가 없어요 캐비앗မရှိပါဘူးပေါ့အဲ့လိုမျိုးသုံးလို့ရတယ်အဲ့တော့우리가စာရေးတဲ့ခါကြလို့ရှိရင်တော့ဒီ 이 가디ခုလိုမျိုးပေါ့ formal ဆက်ဆက်ရေးပြီးဆိုလို့ရှိရင်တော့မဖြစ်မနေပါရတယ်ဒါပေမဲ့ဘာသာပြန်တဲ့ခါကျရင်우리가စာအုပ်ကရှိပါတယ်ခက်ပြက်တီရှိပါတယ်ဆိုပြီးတော့ဘာသာမပြန်လေရတယ်ဒါဒီပုံမှန်ပေါ့နော် daily life မှာပေါ့စာအုပ်ရှိတယ်책이 있어요. 캡이မရှိဘူး 지우개가 없어요.အဲ့လိုမျိုးပေါ့ခါကြလို့ရှင်우리 formal ဖြစ်တဲ့formal မဟုတ်ဘဲနဲ့우리နေ့စဉ်သုံးနေမှာ 이 가ကိုဖြုတ်ပြီးတော့လဲသုံးလို့ရတယ်အဲ့တော့စာအုပ်ရှိတယ်책이 있어요.ငါမှာတော့캡이မရှိဘူး 지우개 없어요. 이렇게 써도 돼요. 다디 우리의 daily lifeနေ့စဉ်ဘဝမှာသုံးတာပေါ့우리စာရေးတဲ့အခါ여러분တို့ဒီ essay တွေရေးမယ်စာမေးပွဲဖြေတဲ့အခါစာအရှိတွေရေးမယ်သတင်းဆောင်မတွေရေးမယ်ဆိုလို့ရှိရင်တော့ဒီ 이 가디 မဖြစ်မနေထည့်ရတယ်자ဟုတ်ပြီနော်အဲ့တော့ရှိပါတယ်မရှိပါဘူးဆိုတာကိုဒီပြောချင်တဲ့အခါကျရင်ဒီ grammar pattern လေးကိုသုံးပြီးတော့ sentence လေးတစ်ကြောင်းပြောလို့ရပြီရိုးရိုးရှင်းရှင်းပဲအဲ့တော့ဒီမှာကြည့်မယ်ဆိုရင်သူက우산မှတ်မိလား여러분 네 우산이 Tအဲ့တော့우산မှာ우리 받침ရှိတဲ့အတွက်이 우산이 있어요အဲ့တော့ဒီမှာ question mark ပါလာတယ်အဲ့ဒါဖြစ်တဲ့အတွက် question form ဖြစ်သွားပြီမိကုန်းပုံစံအဲ့တော့ဦးဒီထုံးစံတိုင်းပဲ question form ဆိုရင်ဘာလုပ်ရမလဲဆိုတော့အတန်တုံးလေးဒီအပေါ်ကိုမြင့်သွားမယ်အဲ့တော့우산이 있어요 우산이 있어요
အဲ့လိုမျိုးလေးအတန်တုံးလေးမြင့်သွားရင်ဒါဒီမေခွန်းသူဒီမေခွန်းပတ်တန်အနေနဲ့လည်းသုံးလို့ရတယ် question mark ထည့်လိုက်ရင်မေခွန်းဖြစ်သွားပြီအတန်တုံးအနေထားနဲ့ဆိုလို့ရှိရင်เนาะအတန်တုံးလေးမြင့်သွားတယ်ဦးဆန်းကြီးဆိုရောထိရှိလားအာနီယောဒီဦးဒီ no ဟင်အင်းမရှိဘူးစသဖြင့်ပေါ့အာနီယောဟင်အင်း 없어요မရှိပါဘူးပေါ့တကယ်လို့ရှိတယ်ဆိုရင်네ဟုတ်ကဲ့ပေါ့ 있어요ရှိပါတယ်ဆိုပြီးတော့ဖြေလို့ရတယ်ဟုတ်တယ်နော်ဂျာတော်တွေကမေခွန်းအနေနဲ့သုံးမယ်မေခွန်းအနေနဲ့ဆိုရင်တော့အတန်တုံးလေးအပေါ်မြင်သွားမယ်ဦးဆန်းနီး 있어요 아니요 없어요 자 우리 아우가 예ဥပမာ sentence လေးတွေကြည့်ရအောင်예 남자친구ဆိုတာ우리 boyfriendပြောနော်ကိုရဲ့ရီးစား boyfriend ကိုပြောတယ်အဲ့တော့ 남자친구မှာပတ်ချင်းမရှိတဲ့အတွက် 남자친구가 있어요 boyfriend ရှိပါတယ်ကောင်းလေးရှိပါတယ်ရီးစားရှိပါတယ်အဲ့တော့ဒီမှာ 남자친구가 없어요ကောင်းလေးမရှိပါဘူးအဲ့လိုပဲ girlfriend ကောင်မလေးလို့ပြောချင်တဲ့အခါကျရင်ကိုယ့်ရဲ့ကောင်မလေးဆိုရင်여자친구သူတို့အတူကောင်းအနေနဲ့ပြောမယ်ဆိုရင်ဒီလိုမျိုးလေး여친ပေါ့အဲ့လိုပဲ 남자친구အတူကောင်းအနေနဲ့ပြောမယ်ဆိုရင်남친ဆိုပြီးတော့သူတို့ပြောကြတယ်ဒါကတော့ 우리 grammar တွေdrama တွေပြောတာ grammar တော့ဖြစ်တယ် drama တွေကြည့်တဲ့ကျောင်းသားတွေဆိုရင်တော့မခတ်ဘူးပေါ့နော်ဒီစလုံးလေးတွေမြင်ရအဲ့ဒီမှာမှထားသည်ရိုးရိုးကိုရဲ့ရီးစားပေါ့နော် boyfriend girlfriend ကိုပြောတယ်ရိုးရိုးတငယ်ချင်းဆိုလို့ရှိရင်သူတို့ကဘယ်လိုပြောလဲဆိုတော့ရိုးရိုး main ကလေးတငယ်ချင်း여자사람친구အဲ့တော့အတူကောက်여사친အဲ့ဆိုလို့ရှိရင်여사친လို့ပြောလိုက်ရှင်ရိုးရိုး main ကလေးတငယ်ချင်းရီးစားမဟုတ်တဲ့ဘူးเนาะအဲ့လိုပဲရိုးရိုးယောက်ျားလေးတငယ်ချင်း남자사람친구သူဒီ남사친ပေါ့ကိုရီးယားတွေအဲ့လိုအတူလေးပြောရတာကြိုက်တယ်အဲ့တော့ 남사친လို့ပြောလိုက်ပြီဆိုရင်ရိုးရိုးကိုယ့်ရဲ့ရီးစားမဟုတ်တဲ့ရိုးရိုးယောက်ျားလေးတငယ်ချင်းရိုးရိုး main ကလေးတငယ်ချင်းဆိုရင်အထဲမှာ여자친구ရဲ့ခြားထဲမှာ사람ထည့်လိုက်ရင်ရှာပြီဒါကတော့ဂျုံလို့ပဟုတုတာပေါ့နော်자 우리နောက်တစ်ခုကြည့်မယ်우산이 있어요 티ရှိတယ်우산이 없어요 티မရှိဘူးအဲ့လိုပဲ여러분တို့အရှိမတင်ထားတဲ့စလုံးလေးနဲ့သုံးပြီးတော့ဒါတော့ရှိတယ်ဒါတော့မရှိဘူးဆိုတာကိုဒီ sentence လေးတွေအများကြီးရေးလို့ရပါတယ်ဆိုတော့ကိုသိတာတစ်ခုတည်းနဲ့အရှိက moon pop လေးတွေသိတာနဲ့여러분 sentence တွေအကြောင်း20လောက်여러분တို့ရေးလို့ရသွားပြီဟုတ်ပြီနော်자 그럼 우리가 아까 연습လေ့ကျင့်ခန်းကိုကြည့်ရအောင်보기와 같이 친구와 이야기해 보세요ဥပမာတိုင်းတငယ်ချင်းနဲ့စကားပြောကြည့်ပါအဲ့တော့ 보기 မှာဆိုရင်던전ဆိုတာဘာလဲဆိုတော့ 우리 အကျွေစီကိုပြောတာအဲ့တော့ကိုရီးယားနိုင်ငံမှာကအကျွေစီလဲသုံးတယ်အဲ့တော့သူတို့စီမှာအကျွေစီသုံးတာဒီ30 50 100 900ဒါတွေဒီသူတို့စီမှာ던전အကျွေစီကိုသုံးတယ်အဲ့တော့အကျွေးစီပေါ့နော်ဆိုတော့동전 있어요အကျွေးစီရှိလား네 있어요ဟုတ်ကဲ့ရှိပါတယ်အဲ့တော့ 우리 ဒီဆက်လေးဒီအေးတို့ coffee တို့ 여러분တို့ကိုရီးယားရုပ်ရှင်တွေမှာ drama တွေမှာတွေ့နေရတဲ့ဒီဆက်လေးကိုဘယ်လိုခေါ်လဲဆိုတော့ 자판기 လို့ခေါ်တယ် van time machine ပေါ့နော် 자판기 အဲ့တော့ဒီလိုပတ်စံထည့်လိုက်ပြီးရင်ပတ်စံထည့်လိုက်ပြီးရင်ဒီအေးတွေ coffee ဖြစ်ဖြစ်အဲ့လိုမျိုးပေါ့ဒီလိုဆက်ပေါ့ဒီလိုဆက်ကို 자판기 လို့ခေါ်တယ်자တော့동전ပြီးတော့ 우리အောက်မှာလေ့ကျင့်ခန်းလုပ်ကြည့်မယ်ဆိုရင်ဒီ차ဒီ 우리 မော်တော်ကားကိုပြောတာ휴대폰 한국어 사전ဆိုတာ 코리아사အဘိဓာန်ပေါ့အဲ့တော့ 사전 dictionary 한국어 코리아사 အဲ့တော့ 한국어 사전 코리아사 dictionary 한국 친구 코리아တငယ်ချင်းအဲ့လိုပဲ American တငယ်ချင်းကိုတငယ်ချင်းက American လူမျိုးဆိုရင် 미국 친구 American တငယ်ချင်းကိုတငယ်ချင်းကမြန်မာလူမျိုးမြန်မာတငယ်ချင်းဆိုရင် 미얀마 친구 ပြောလို့ရတယ်자 남자친구 여자친구ကတော့ boyfriend girlfriend ကိုပြောတယ်အဲ့တော့ဒါလေးတွေကိုရှိပါတယ်မရှိပါဘူးဟဲ့ဒါရှိလားမရှိဘူးလားဆိုပြီး 우리 မေးခွန်းနေနဲ့မေးလို့ရတယ်အဲ့တော့ 우리 있어요ကိုပဲမေးခွန်းနေနဲ့မေးလို့ရတာမဟုတ်ဘူး 없어요ကိုလည်းမေးခွန်းနေနဲ့မေးလို့ရတယ်ဥပမာအကျွေးစီမရှိဘူးလားဆိုပြီး 우리 ကမေးချင်တယ်အဲ့တော့동전 없어요ရှိဘူးလား동전 없어요? မရှိဘူးလား아니요. 힝
있어요 ရှိပါတယ်အဲ့လိုမျိုးပေါ့လိုလေးပြန်ဖြေလို့ရအဲ့တော့ 있어요 없어요 ဒီရှိပါတယ်မရှိပါဘူးမေးခွန်းအနေနဲ့သုံးလို့ရတယ်မေးခွန်းအနေနဲ့သုံးမယ်ဆိုလို့ရှိရင်တော့သူဒီအတန်တုံးလေးဒီအပေါ်ကိုမြင်သွားမယ်ဟုတ်ပြီနော်자 쉽죠လဲမလားဒါဆိုလို့ရှိရင်우리 오늘의 디니의 grammar lesson လေးကတော့명사 이가 있어요 없어요 ပဲဖြစ်တယ်ဟုတ်ပြီနော်ကြာတော့우리 다음 영상နောက်ထပ်ဗီဒီယိုတွေမှာကျန်တဲ့ grammar လေးတွေနဲ့ expression လေးတွေကိုထပ်ပြီးတော့လေ့လာသွားမှာပဲဖြစ်တယ်ကြာ